KT Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးချင်တာကတော့လှောင်အိမ်ထဲကနှလုံးသားလိုအမည်ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းနားဆင်ခံစားချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ KT Entertainment Channel လေးကို Like and Follow နဲ့ Subscribe လေးလုပ်ထားဖို့အကြံပြုရစေ။ပုံမြင်လေးကိုနားဆင်ကြည့်ကြရအောင်ဗျာ။လှောင်အိမ်ထဲကနှလုံးသားရန်ကုန်မြို့ရဲ့စူညံလှတဲ့လမ်းမကြီးတွေရဲ့ခက်လန်းလန်းမှာရှိတဲ့စိတ်ငြိမ်ရက်ကွက်ကြီးတစ်ခုအတွင်းမှာတော့တိတ်ဆိတ်အေးချမ်းပြီးတာယာလှပတဲ့ခြံဝန်းကြီးတစ်ခုတည်ရှိပါတယ်။အဲ့ဒီခြံဝန်းကြီးထဲမှာတော့စိမ့်ဆူနေတဲ့မြက်ခင်းပြင်ကြီးရဲ့နိုင်ငံခြားမျိုးဆက်ပန်းလှပင်တွေရဲ့နဲ့ဝန်းရံထားတဲ့ခန်းနာထဲဝါလွန်းတဲ့နှစ်ထပ်တိုက်ကြီးတစ်လုံးကခန့်ညားစွာတည်ရှိနေပါတယ်။မြင်ရသူအဖို့တော့ဒီတိုက်ကြီးဟာနတ်ဘုံနတ်နန်းတပွဲကြက်တည်ရှိလာပြီးပိုင်ဆိုင်သူရဲ့ချမ်းသာကြွယ်ဝမှုကိုတက်တည်ပြနေတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီလှပတဲ့တိုက်ကြီးရဲ့အပေါ်ထပ်မှာရှိတဲ့အပြင်အစင်အလွန်ခမ်းနားတဲ့အိတ်ခမ်းကျယ်ကြီးထဲမှာတော့တိတ်ဆိတ်ချင်းတွေကကြီးစိုးနေပါတယ်အခန်းရဲ့ပြတင်းပေါက်ကိုမှီရင်းမိန်းကလေးတဦးကအဝေးတင်နေရာကိုအတိတ်ပဲမဲ့စွာငေးကြည့်နေပါတယ်။သူမရဲ့မျက်နှာလေးကလှပလွန်းပေမဲ့အဲ့ဒီအလှတရားတွေရဲ့နောက်ွယ်မှာတော့ပျော်ရွှင်မှုဆိုတဲ့အရေးအယောင်တွေကိုလုံးဝရှာမတွေ့နိုင်ခဲ့ပါဘူး။သူမရဲ့မျက်ဝန်းတွေကအယောင်အဝါကင်းမဲ့နေပြီးအထီးကျန်ဆန်ခြင်းတွေနာကျင်ခြင်းတွေကသာနေရာယူထားပါတယ်။သူမအတွက်တော့ဒီခမ်းနားတဲ့အိမ်ကြီးဟာနေချင်းသပွဲအင်ကေဟာတစ်ခုမဟုတ်ပဲရွှေနဲ့လှုပ်ထားတဲ့လှောင်အိမ်ကြီးတစ်ခုလိုပါပဲဘဝဟာအတိတ်ပဲမဲ့လွန်းလို့ရှေ့ဆက်ဖို့တောင်အားအင်တွေကုန်ခန်းနေသလိုသူမခံစားနေရပါတယ်အခန်းထဲမှာတော့ဖုံးလေးတွေကနေတဆင့်လွင့်ပြန့်လာတဲ့အသေးကွဲသချင်းတန်တဲ့တဲ့လေးကပဲ့တင်ထပ်လို့နေပါတယ်လွမ်းမောပွေရာဂီတတန်စင်တွေနဲ့အတူကြေကွဲစရာစကားလုံးတွေကသူမရဲ့ရင်နှွေးခံစားချက်နဲ့ထပ်တူကြနေတယ်လို့ပါပဲဒီတိတ်ဆိတ်လွန်းတဲ့ကဘာငယ်လေးထဲမှာတော့အဲ့ဒီသချင်းတန်လေးတွေကသာသူမရဲ့တူးရဲသောအဖော်မွန်တွေဖြစ်လို့နေကြပါတော့တယ်သူမဟာကြတဲ့ပေါက်ကနေမြင်နေရတဲ့တိမ်ဆိုင်တွေကိုငေးမောရင်းတက်ပြင်းရှည်ကြီးတစ်ခုကိုခိုးသံမပါပဲချလိုက်မိပါတယ်ဒီလောင်အိမ်ထဲကနေငါဘတော့များမှလွတ်မြောက်ခွင့်ရမှာလဲဆိုတဲ့မိကုံးကသူမရဲ့နှလုံးသားထဲမှာအဖြေမရှိပဲလွင်မျောနေသေးပါဒီအိမ်ကြီးရဲ့အရှင်သခင်မလေးရဲ့အမည်ကတော့နှင်းယူမီတဲ့သူမဟာနာမည်ကျော်ကုမ္ပဏီပိုင်ရှင်တထေးကြီးဦးဘောကရဲ့တူရီသောဇနီးတယ်လည်းဖြစ်ပါတယ်။ဦးဘောကသူမထက်အသက်အရွယ်အတော်တန်ကြီးရင်တော်လဲနှင်းယူမေအပေါ်မှာတော့ဘရင်မာလေးတစ်ပါးလိုကိုးကွယ်ယူရသူပါ။အစာအသောက်အဝတ်ထည်ကအစအသုံးအဆောင်ပစ္စည်းတိုင်းဟာအကောင်းဆုံးအဖို့တန်ဆုံးတွေကြီးပါပဲ။သူမဟာမိုးရပါနှလုံးအားနေတဲ့ဝေဒနာတွေလေးဖြစ်တာကြောင့်ဥဘောကအိမ်မှုကိစ္စဆိုလို့အဖျားလေးတစ်ချောင်းတောင်မကင်စေရပါဘူးအိမ်စီတွေအလုသမားတွေဝိုင်းဝိုင်းလဲနေတဲ့ဒီအိမ်ကြီးထဲမှာနှင်းယူမေဟာဘရင်မတပားလိုဖူးဖူးမှုတ်ထားခြင်းခံခဲ့ရသူပါသူမစိတ်အနှောက်အယှက်ဖြစ်မဲ့အလုံးမျိုးသူမပင်ပန်းမဲ့ကိစ္စမျိုးဘာတစ်ခုမှမလုပ်ရအောင်ဥဘောကအဆအဆအရာရာပိတ်ပင်တားဆီးပြီးဂရုစိုက်ပေးထားပါတယ်။အခုဆိုရင်သူမတို့ရဲ့အိမ်တောင်တက်တန်းဟာ2 နှစ်ကျော်ရှိခဲ့ပါပြီ။ဒါပေမဲ့အိမ်ရဲ့ဆဲလဲလို့ဆိုရလောက်တဲ့ကလေးငယ်တယောက်ရဲ့တီတီတာတာစကားသံတွေနဲ့ရေမောပျော်ရွှင်သံတွေကတော့စိတ်သုံးနေသေးပါပဲ။ဥဘောကသားသမီးရတနာလိုချင်တော်လဲနှင်းယူမေကိုယ်တိုင်ကတော့သားသမီးယူဖို့လုံးဝဆန္ဒမရှိခဲ့တာကြောင့်သူတို့ရဲ့အိမ်အောင်ကြီးဟာတခုခုလိုအပ်နေတယ်လို့ခြောက်သွေ့နေခဲ့ရပါတယ်။
စီးစိမ်ချမ်းသာတွေကပြည့်စုံကြွယ်ဝနေခဲ့ပေမဲ့နှင်းယူမေအတွက်တော့ဒီအိမ်အောင်ကြီးဟာပျော်ရွှင်စရာမဟုတ်ခဲ့ပါဘူးသူတစ်ပါးတွေအားကျနေရတဲ့ရွှေငွေရတနာတွေကသူမရဲ့အထီးကျန်နေတဲ့စိတ်ကိုပျော်ရွှင်မှုရာမစွမ်းနိုင်ခဲ့ပါဘူးသူမဟာအပြင်ကိုထွက်ပြီးလဲပတ်တက်တာမျိုးလူမှုရေးပွဲတက်တာမျိုးတွေကိုလည်းဝါသနာမပါသူမို့တနေ့တာလုံးကိုဒီအခန်းလေးထဲမှာပဲကုန်လွန်စေတတ်ပါတယ်သူမရဲ့တနေ့တာအဖော်မွန်တွေကတော့လက်ကင်ဖုံးလေးပါပဲ YouTube ကနေအလွမ်းသချင်းလေးတွေကိုတောက်လျှောက်နားထောင်နေတတ်တယ်လို့တခါတရံမှာတော့ Facebook ကနေဒဇိန်းတွေရဲ့ဘဝတွေကိုအတိပ္ပယ်မဲ့စွာလိုက်ကြည့်နေမိတတ်ပါတယ်လောကကြီးနဲ့အဆက်အသွယ်ပြတ်နေတဲ့သူမရဲ့ကဘာငယ်လေးထဲမှာဒီဖုံးလေးကပဲသူမရဲ့တခုတည်းသောထွက်ပေါက်ဖြစ်လို့နေပါတော့တယ်စီးစိမ်တွေကြားမှာနင်းမြုပ်နေပေမဲ့သူမရဲ့နှလုံးသားကတော့တကယ်ကိုအထီးကျန်လှောက်အိမ်ထဲမှာပိတ်မိနေတယ်လို့ပါပဲလွန်ခဲ့တဲ့2နှစ်ကျော်ကာလကိုပြန်ကြည့်မယ်ဆိုရင်တော့နှင်းယူမေဆိုတာအခုလိုညှိုးနွမ်းနေတဲ့ပန်းလေးတစ်ဝက်တော့မဟုတ်ခဲ့ပါဘူးသူမဟာတောရွာဓလေ့ရဲ့လက်ဆက်တဲ့လေးပြေလေးလိုပဲတိတ်ကိုလန်းဆန်းတက်ကြွပြီးမြင်းသူတကာငေးရလောက်အောင်တောက်ပခဲ့တဲ့မိန်းမလှလေးတူပေါ့နှင်းယူမေရဲ့မိသားစုကဘာလေးဟာတိတ်ကိုနှွေးထွေးပြီးပျော်စရာကောင်းခဲ့ပါတယ်ခန်းညားထဲဝါတဲ့အဖေနဲ့လှပကြော်ရှင်းတဲ့အမေတို့ကမွေးဖွားတန်းစင်ထားတဲ့အတွက်မောင်နှမတွေအားလုံးဟာလည်းရုပ်ရည်ချောမောလှပကြသူတွေကြီးပဲဖြစ်ပါတယ်အကိုတွေအမတွေမောင်လေးညီမလေးတွေနဲ့စူညာပွက်လောရိုက်နေတဲ့အင်္ဂလိပ်ထဲမှာနှင်းယူမေရဲ့ပျော်ရွှင်ရီမောတန်လေးတွေဟာအမြဲလိုပဲ့တင်ထပ်နေခဲ့ပူပါတယ်ထူးခြားတာကတော့မောင်နှမတွေကြားမှာတင်မကပဲတရွာလုံးမှာပါနှင်းယူမေကအလှဆုံးအဖြစ်ထင်ရှားခဲ့တာပါသူမရဲ့အလှဟာတဘာဝအတိုင်းဝင်းပနေတဲ့အသားရည်ကြည်လင်တဲ့မျက်ဝန်းအစုံနဲ့အပြစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းပါတယ်ဒါကြောင့်လေရွာရဲ့အလူပွဲတွေဖျားပွဲတွေရှိတိုင်းနှင်းယူမေဟာရှေ့ဆုံးကနေကိုးနောင်ကန်ပန်းနောင်ကန်အဖြစ်အမြဲရွေးချယ်ခံခဲ့ရသူပါချိတ်တမင်လုံညီလေးနဲ့ရင်ပုံအင်ကြီးလေးကိုဝစ်ပြီးရင်ရင်လေးရှောက်လန်းလာတဲ့သူမရဲ့အလှကုန်တဲ့ဟာရွာနီးချုပ်ဆက်အထိတရင်မှွေးခဲ့ပါတယ်နှင်းယူမေကိုမြင်မှုချင်းရင်အဲ့ဒီရွာကအလူပွဲကိုသွားကြည့်လို့ပြောစမှတ်ပြရတဲ့အထိသူမရဲ့အလှကရွာသူရွာသားတွေရဲ့ပါဇက်ဖျားမှာရေပန်းစားခဲ့မှုပါတယ်နေပူထဲမှာပျော်ပျော်ပါပါသွားလာလှုပ်ရှားရင်းလွတ်လပ်တဲ့ကျေးလက်သမီးပြိုလေးတူအဖြစ်သူမရဲ့ဘဝဟာတိတ်ကိုတန်မိုးရှိခဲ့ပူပါတယ်ဒီနေ့မှာတော့တာယာအေးချမ်းလာတဲ့နှင်းယူမေရဲ့ဘဝလေးတွေကိုကံကြမ္မာဆိုးရဲ့အစာပြုသူအဖြစ်တထေးကြီးဦးဘောကရောက်ရှိလာပါတယ်ဦးဘောကဟာလွန်ခဲ့တဲ့တစ်နှစ်ခန့်ကမှဇနီးတဲ့ကွယ်လွန်ထားတဲ့မုတ်ဆိုးဘိုတူဖြစ်ပြီးရွာကိုရောက်လာတဲ့ခရီးစဉ်မှာပဲနှင်းယူမေရဲ့အလှကိုမြင်မြင်ချင်းဆွဲလန်းသွားခဲ့တာပါတထေးကြီးရဲ့ရင်ထဲမှာတောက်လောင်လာတဲ့အလိုရမက်တွေဟာနှင်းယူမေရဲ့မိဘတွေစီမှာတောင်းရမ်းမှုအထိအရှိန်အဟုန်ပြင်းလာခဲ့ပါတယ်သမီးလေးရဲ့ရှေ့ရည်ရောတမိသားစုလုံးရဲ့အနာဂတ်အတွက်ပါဥဘောကကိုလက်ထပ်တာအကောင်းဆုံးပါပဲသမီးရဲ့မိဘနှစ်ပါးရဲ့နားချတဲ့စကားတွေကနှင်းယူမေရဲ့နားထဲမှာတော့မိုးကြိုးပြစ်တံတွေလိုပါပဲတကယ်တော့နှင်းယူမေရဲ့ရင်ထဲမှာအသက်ထက်မကချစ်ရတဲ့ချစ်သူတူရှိနေနှင့်ပြီးသားပါသူမရဲ့ချစ်သူဟာသူတို့နှစ်ယောက်ရဲ့ရှေ့ရည်နဲ့နှင်းယူမေကိုရွှေလက်တွဲခေါ်နိုင်မှုအတွက်ဝေးလံလှတဲ့နိုင်ငံရက်ချားမှာပင်ပင်ပန်းပန်းအလုတ်သွားလုပ်နေသူဖြစ်ပါတယ်ဒီနေ့မှပြန်လာပြီးအတူလက်တွဲဖို့ဂတိတွေပေးထားတဲ့ချစ်သူကိုစောင့်စားနေစေနှင်းယူမေအတွက်
ဥဘောကနဲ့လက်ထပ်ရမယ်ဆိုတဲ့ကိစ္စကသိမ့်မိန်ကြတယ်လို့ခံစားခဲ့ရပါတယ်။တစ်ဖက်မှာလည်းကြီးစုကြီးလာတဲ့မိဘတွေရဲ့မျက်နှာတစ်ဖက်မှာလည်းအသက်ထက်ချစ်ရတဲ့ချစ်သူရဲ့ဂရီးသစ္စာနေယူမေဟာဘယ်လိုဆုံးဖြတ်ရမှန်းမသိပဲနေမပြတ်ညမပြတ်မျက်ရည်တွေနဲ့အဖော်ပြူပြီးစိတ်ဆင်းရဲခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အစင်အလာကိုမလွန်ဆန်နိုင်တဲ့တောရွာတလေးနဲ့မိဘတွေရဲ့အလိုကိုဖြည့်ဆည်းပေးခြင်းနဲ့စိတ်ကြောင့်သူမထက်အသက်20ခန့်ကြီးတဲ့မုတ်ဆိုးဘူဥဘောကကိုလက်ထပ်ဖို့မျက်ရည်တွေကြားကနေပဲသဘောတူလိုက်ပါတော့တယ်။အဲ့ဒီနေ့အဲ့ဒီအချိန်ကစပြီးနှင်းယူမေရဲ့ကဘာမှာပျော်ရွှင်မှုဆိုတဲ့အလင်းတန်းလေးတွေကထာဝရပျောက်ကွယ်သွားခဲ့ရပါတယ်။ပိုပြီးနာကျင်ရတာကတော့အကြောင်းစုံကိုမသိနိုင်တဲ့ချစ်သူစီကရောက်လာတဲ့စာတွေပါပဲ။ငွေမက်လို့အဖိုးကြီးတယောက်ကိုယူလိုက်တာလားဆိုတဲ့အထင်လွဲမှုတွေယွန်းရှာမုန်းတီးခြင်းတွေနဲ့ရက်ဆက်တဲ့စကားလုံးတွေကနှင်းယူမေရဲ့နှလုံးသားကိုဓာတ်အချက်ပေါင်းများစွာနဲ့မှုန်းနေတယ်လို့ခံစားခဲ့ရပါတယ်။သူမဟာဘာမှပြန်မရှင်းပြနိုင်ပဲနာကျင်မှုအားလုံးကိုရင်ထဲမှာမျိုးသိမ်းရင်းဥဘောကရဲ့ဇနီးဆိုတဲ့ဘွယ်ထူးကြီးနဲ့အတူရန်ကုန်မြို့ကြီးစီကိုလိုက်ပါသွားခဲ့ရပါတော့တယ်။တထေးကြီးဥဘောကဟာလုပ်ငန်းရှင်ပြီးကုမ္ပဏီကိစ္စရပ်တွေကြောင့်နေမြို့အနှံ့ကိုမကြာခဏခရီးထွက်ရလေ့ရှိပါတယ်။ခရီးထွက်တိုင်းမှာလဲဇနီးတဲ့လေးနှင်းယူမေကိုတယောက်တည်းမကြံရစ်စေပဲအမြဲတမ်းအတူခေါ်သွားလေ့ရှိတာကဥဘောကရဲ့အလေးအထတစ်ခုပါ။ဒီတစ်ခါမှာတော့ကုမ္ပဏီရုံးခွဲရှိရာပန်းမြို့တော်ပြင်ဦးလွင်စီကိုသူတို့ဇနီးမောင်နှံ2ဦးခရီးထွက်ခဲ့ကြပါတယ်။ပြင်ဦးလွင်ရဲ့အေးမြတဲ့ရာသီဥတုနဲ့လှပတဲ့ပန်းရနံ့တွေကြားမှာနှင်းယူမေတယောက်စိတ်အပန်းပြေနေစင်မှာပဲသူမရဲ့ကံကြမ္မာကိုလှုပ်ခတ်သွားစေမဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။သူကတော့ပြင်ဦးလွင်ရုံးခွဲကမန်နေဂျာလေးကိုထက်နံဦးပါ။ရီမွန်ချက်ချပြီးအေးချမ်းတဲ့အမူအရာရှိတဲ့ကိုထက်နံဦးကိုမြင်လိုက်ရတဲ့ခဏမှာတော့နှစ်ပေါင်းများစွာအစ်ဆက်တောင့်တင်းနေခဲ့တဲ့နှင်းယူမေရဲ့ရင်ခုန်သံတွေဟာမမျော်လင့်ပဲပြန်လဲနိုးကြားလာခဲ့ပါတယ်။ဥဘောကရုံးကိစ္စတွေနဲ့အလုံးရှုံနေတဲ့အချိန်တိုင်းမှာနှင်းယူမေကိုအဖော်ရအောင်ကိုထက်နံဦးကိုပဲပြင်ဦးလွင်အနှံ့လိုက်ပို့ခိုင်းခဲ့ပါတယ်။ချယ်ရီပင်တန်းတွေအောက်မှာအတူလမ်းလျှောက်ရင်းကန်တော်ကြီးရဲ့ရေပြင်ကျဲကိုငေးမောရင်းနဲ့နှင်းယူမေရဲ့မျက်နှာထက်မှာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ပျော်ရွှင်မှုအပြုံးလေးတွေဟာပန်းပွင့်လေးတွေလိုပြန်လဲပွင့်လန်းလာခဲ့ပါတယ်။ကိုထက်နံဦးရဲ့ဂယုဆိုင်မှုနဲ့လွေးထွေးတဲ့စကားလုံးတွေကနှင်းယူမေရဲ့အထီးကျန်နေတဲ့နှလုံးသားကိုပူစားပေးတယ်လို့ဖြစ်နေခဲ့ပါတယ်။သူတို့နှစ်ဦးကြားမှာတဦးပေါ်တဦးတန်ရောစင်တွေရင်းနှီးမှုတွေတိုးပွားလာခဲ့ကြပေမဲ့နှင်းယူမေကအိမ်အောင်ရှင်တယောက်ဖြစ်နေတဲ့အတွက်ဖောက်ဖျက်ခွင့်မရှိတဲ့ကိုကျင်းသိက္ခာဆိုတဲ့အစည်းတွေကိုတော့နှစ်ယောက်စလုံးကအသေးအချာစောင့်ထိန်ခဲ့ကြပါတယ်။နှုတ်ကနေဖွင့်မပြောကြတော့လဲတယောက်ကိုတယောက်ကြည်လိုက်တဲ့မျက်ဝန်းတွေထဲမှာတော့တခါမှမပွင့်ဘူးခဲ့တဲ့အချစ်ပန်းလေးတွေဟာတိတ်တဆိတ်ပွင့်လန်းနေကြပါတော့တယ်။ပြင်ဦးလွင်ရဲ့မြူးနှင်းတွေကြားမှာသူတို့နှစ်ယောက်ရဲ့နှလုံးသားချင်းကတော့တခုတည်းသောတေးတံကိုအတူတူတီဆိုနေမိကြပါပြီ။ဒီနေ့ကတော့ပန်းမြို့တော်ဖြစ်တဲ့ပြင်ဦးလွင်ကိုနှုတ်ဆက်ပြီးရန်ကုန်မြို့ကြီးစီကိုပြန်ရမယ့်နေ့ပေါ့။ကံကြမ္မာကပဲတိုက်ဆိုင်လေသလားမသိအခါမဟုတ်ဖဲရွာချလိုက်တဲ့မင်းမျိုးမိုးဖွဲလေးတွေဟာကောင်းကင်ရံတစ်ခုလုံးကိုဝမ်းနဲ့ရိတ်တွေလွှမ်းမိုးသွားစေပါတယ်။
အေးဆက်တဲ့မိုးရေစက်ကလေးတွေနဲ့အတူနှင်းယူမေရဲ့ရင်ထဲမှာလဲခွဲခွာရခြင်းဝေဒနာကအတိုင်းအဆမရှိကြီးစိုးလို့နေပါတယ်ကားနာအထိလိုက်ပို့ပြီးတဲ့ကိုထက်နံဦးရဲ့မျက်ဟုံးတွေဟာလဲမိုးရေစက်တွေကြားမှာရီဝေလို့နေပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်စကားတွေအများကြီးမပြောဖြစ်ကြပေမဲ့ကြည်လိုက်တဲ့အကြည့်ချင်းမှတင်ကြေကွဲစရာကြပြတစ်ပုဒ်ကိုအတူတူဖတ်နေကြသလိုပါပဲဂယုစိုက်ပါမနှင်းယူမေကိုထက်နံဦးကတိုးညင်းတဲ့လေတံလေးနဲ့နှုတ်ဆက်လိုက်တဲ့အခါနှင်းယူမေရဲ့ရင်ထဲမှာမီးစားနဲ့အထိုးခံလိုက်ရသလိုနာကျင်သွားရပါတယ်ဖွင့်ဟဝန်ခံခွင့်မရှိတဲ့အချစ်တွေပိုင်ဆိုင်ခွင့်မရှိတဲ့တန်ရောစင်တွေကြောင့်နှစ်ယောက်စလုံးရဲ့ရင်ထဲမှာအနက်ဆိုင်ဆုံးတန်ရာတွေကိုစီရခဲ့ကြပါပြီနှင်းယူမေဟာရွှေရောင်ဝင်းပနေတဲ့လှောင်အိမ်ကြီးတွေကငှက်ငယ်တကောင်လိုပါပဲအပြင်လောကမှာလွတ်လပ်စွာပြန်တန်းကျင်တော်လဲသူမရဲ့အတောင်ပံတွေကိုတိတ်ခါတရားနဲ့အိမ်တော်ရှင်ဆိုတဲ့ကန့်သတ်ချက်တွေကတုံ့နှောင်ထားပါတယ်သူမအတွက်တော့ဒီအချစ်ဟာအဝေးကနေသာငေးကြီးခွင့်ရှိပြီးဘယ်တော့မှနမ်းရှိုက်ခွင့်မရှိတဲ့ပန်းတစ်ပွင့်သာဖြစ်နေခဲ့ပါတယ်ကားလေးဟာတဖြည်းဖြည်းချင်းစတင်ထွက်ခွာလာတဲ့အချိန်မှာတော့မိုးရေထဲမှာလက်ပြနှုတ်ဆက်ရည်ကြံရစ်ခဲ့တဲ့ကိုထက်နံဦးရဲ့ပုံရိပ်ကလေးကိုနှင်းယူမေကကားမှန်ပရင်ပေါက်ကနေတဆင့်ရီဝေစွာငေးကြည့်နေမိပါတယ်ကားလေးကဝေးရာကိုရောက်သွားတဲ့အထိမျက်တောင်မခတ်ဖဲကြည့်နေရင်နှုတ်ဖျားကထွက်မလာနိုင်တဲ့စကားတစ်ခွန်းကိုရင်ထဲကနေအော်ဟစ်ပြောဆိုလိုက်မိပါတယ်ရှင်ကိုတိတ်ချစ်တဲ့ကိုထက်နံဦးရဲ့မျက်ရည်တွေဟာပါးပြင်မော်ကိုတားမရနိုင်အောင်စီးကြလာပါတော့တယ်နှင်းယူမေရဲ့ခန္ဓာကိုယ်ဟာလှောင်အိမ်ကြီးရှိရာရန်ကုန်မြို့စီကိုပြန်ပါသွားခဲ့ပေမဲ့သူမရဲ့နှလုံးသားကတော့ပြင်ဦးလွင်ကမိုးဖွဲလေးတွေကြားမှာကိုထက်နံဦးနဲ့အတူထာဝရကြံရစ်ခဲ့ပါပြီရန်ကုန်မြို့ကြီးရဲ့စူညံတန်တွေကြားကိုပြန်ရောက်လာတဲ့အခါအရာရာဟာအရင်တိုင်းမပြောင်းလဲပဲတည်ရှိနေပါတယ်ခမ်းနားတဲ့အိမ်ကြီးအဖိုးတန်ပရိဘောဂတွေနဲ့ရွှေရောင်လွှမ်းတဲ့အိတ်ခမ်းကျယ်ကြီးနှင်းယူမေအတွက်တော့ပြင်ဦးလွင်မှာပျော်ရွှင်ခဲ့ရတဲ့ရက်စွဲလေးတွေကနှင်းမြူတွေကြားမှာလှပတဲ့အိမ်မက်တစ်ခုလိုသာကြံရစ်ခဲ့ပါပြီနိုးထလာတဲ့အခါမှာတော့လက်တွေ့ဘဝကသူမကိုအေးဆက်စွာစောင့်ကြိုနေခဲ့ပါတယ်ကိုထက်နံဦးကိုလွှမ်းဆွမိတဲ့စိတ်တွေကတားမနိုင်စီးမရအောင်ပြင်းထန်လွန်းလာပါတယ်စိတ်ရှိတိုင်းသာဆိုရင်အရာအလုံးကိုပြစ်ချပြီးကိုထက်နံဦးရှိရာပန်းမြို့တော်စီကိုအပြေးအလွှာလေးသွားတွေးလိုက်ခြင်းပေမဲ့သူမရဲ့ပခုံးပေါ်မှာတင်နေတဲ့လင်းရှိမရဆိုတဲ့အသည့်နဲ့ကျင့်ဝတ်တိတ်ခါတရားတွေကသူမကိုအကျဉ်းချထားစေပါစိတ်ရဲ့ဒဏ်ရာတွေကခန္ဓာကိုယ်ကိုပါတိုက်စားလာတဲ့အခါမှာတော့မွေးရပါနှလုံးယောဂါဟောင်းကရုတ်တရက်အခြေအနေဆိုးရွားလာပါတော့တယ်ဥဘောကဟာပူပန်ညင်းကြီးစွာနဲ့နာမည်ကျော်အထုကုသမားတော်ကြီးတွေကိုပင်ဖဲပြီးအစွမ်းကုန်ကုသပေးရှာပါတယ်ဒါပေမဲ့စိတ်ဓာတ်ကလဲပြိုနေတဲ့နှင်းယူမေအတွက်တော့ဘယ်စေဝါကမှထိရောက်မှုမရှိခဲ့ပါဘူးသူမဟာကိုအချစ်ရေးမှာကံမကောင်းဆုံးသူအဖြစ်ယူကျုံမရဖြစ်နေမိတယ်အတိတ်ကမိဘတွေစိတ်ချမ်းသာစေဖို့အတွက်အချစ်ဦးနဲ့ရှင်ကွဲခွဲခဲ့ရတယ်နောက်တော့သူမမချစ်မနစ်တဲ့သူနဲ့
ပေါင်းတင်ခဲ့ရတယ်ဒီတစ်ခါတွေ့ရတဲ့အချစ်ရဆုံးသူကိုတော့ဘယ်လိုအခြေအနေမျိုးနဲ့ခွဲခွာရအောင်မှလဲရင်ထဲမှာဖြစ်တည်လာတဲ့အတွေးတွေကသူမကိုတင်မင်းခေါ်တန်ထက်ပိုပြီးခြောက်လန့်နေခဲ့ပါတယ်အသက်ရှူတန်တွေကတဖြည်းဖြည်းမှိန်ဖြော့လာတဲ့နောက်ဆုံးအချိန်မှာတော့နှင်းယူမေဟာပြတင်းပေါက်ကနေပြင်ပကကောင်းငင်ပြာကြီးကိုငေးမောရင်းရင်ထဲကအသေးညှစ်ပြီးဆူတောင်းလိုက်မိပါတယ်ဘဝအဆက်ဆက်မှာမချစ်မနစ်တက်တဲ့သူနဲ့ပေါင်းတင်ရခြင်းချစ်မြတ်နွေရတဲ့သူနဲ့ကြွေကွင်းရခြင်းဆိုတဲ့ဒုက္ခဆိုးကြီးကနေအပီးအပိုင်လွတ်မြောက်ရပါလို့ဤနောင်ဘဝတွေမှာတော့လှောင်အိမ်ထဲကငှက်တကောင်မဟုတ်ဘဲချစ်ရတဲ့သူနဲ့အတူလွတ်လပ်စွာပြန်တန်းခွင့်ရတဲ့တိမ်ဆိုင်လေးပဲဖြစ်ပါရစေတော့ညဝုန်းအစုံမိတ်ကျသွားချိန်မှာတော့နှင်းယူမေရဲ့ပါးပြင်ပေါ်မှာနောက်ဆုံးမျက်ရည်တစ်စက်ကတိတ်တိတ်ဆိတ်လွင့်စင်ထွက်ကျသွားခဲ့ပါပြီလှောင်အိမ်တကားလေးကတော့ပွင့်သွားခဲ့ပါပြီဒါပေမဲ့ဆက်ကလေးကတော့ပြန်တမ်းမှုအားအင်တွေကုန်ခန်းသွားခဲ့ရလေပြီပေါ့ရွှေလောင်အိမ်မှာဆန်းတဲ့အသေးကွဲခဲ့တဲ့ဒီနှလုံးသားပြန်တန်းစရာကောင်းကင်ကအဝေးအဆုံးမဲ့စွာအဝေးမချစ်မနစ်တဲ့သူနဲ့လက်ထပ်ပေါင်းတင်ခဲ့ရတဲ့နှင်းယူမေအချစ်တစ်ကိုတဖန်ပြန်လဲတွေးရှိခဲ့တော်လဲစောင့်ထင်းရမယ့်တိတ်ခါတရားတွေအတွက်ရင်နာကြည်ကွဲဝမ်းနည်းဖွယ်ဖြစ်ရကလေးကိုဇလန်းတစ်ပုဒ်အနေနဲ့တင်ဆက်ထားခြင်းဖြစ်ပါတယ်ဒီဇလန်းလေးကိုသဘောကျနှိမ့်ချိုက်ကြမယ်လို့မျှော်လင့်မိပါတယ်နောက်ဇလန်းလေးမှာပြန်လဲဆုံတွေ့ကြမယ်ဗျာ